တရုတ်စကားကိုအခုမှစပြီးတော့လေ့လာနေတဲ့တငယ်ချင်းတို့အတွက်လေ့လာသင်သောစကားလုံးများအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တရုတ်စကားပြော YouTube Channel ကနေပြီးတော့ချစ်တငယ်ချင်းအားလုံးကိုနှွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီဗီဒီယိုမှာလေ့လာသွားမှာကတော့လုပ်ငန်းခွင်အတွက်အသုံးပြုတဲ့ဒီစကားလုံးလေးတွေဖြစ်ပါတယ်ဟုတ်ကဲ့ဒီဗီဒီယိုလေးကိုမစခင်မှာကျွန်တော်ရဲ့ YouTube Channel လေးနဲ့ချစ်တင်ငယ်ချင်းတွေအားလုံးကိုမိတ်ဆက်ပေးပါရစေကျွန်တော်ရဲ့ YouTube Channel လေးရဆိုရင်ဖြင့်တရုတ်စကားပြောတီးတန့်ဗီဒီယိုတွေကိုကျွန်တော်အကောင်းဆုံးနဲ့နားလည်ရလွယ်ကူဆုံးဖြစ်အောင်ကျွန်တော်တင်ဆက်ပေးထားပါတယ်အဲ့တော့မိတ်ဆွေဟာတရုတ်စကားကိုအခုမှအခြေခံစပြီးတော့လေ့လာနေသူတယောက်ဆိုရင်ကျွန်တော်ရဲ့ YouTube Channel လေးကိုလာရောက်၍လေ့လာနိုင်နေဆိုတဲ့အကြောင်းကိုကျွန်တော်ဒါပထမအဦးဆုံးပြောပြရစေအဲဆိုရင်ကျွန်တော်တို့ဒီဗီဒီယိုလေးကိုစလိုက်မယ်နော်饭他的出ထွက်သည်进ဝင်သည်进来ဝင်လာပါ进去ဝင်သွားပါ出来ထွက်လာပါ出去ထွက်သွားပါ拿进来ယူပြီးဝင်လာပါ拿出去ယူပြီးထွက်သွားပါ拿下来ယူပြီးဆင်းလာပါ拿上去ယူပြီးထွက်သွားပါ好ကောင်းသည်坏ဆိုးသည်一下ခဏ等စောင့်သည်等一下ခဏစောင့်ပါ谢谢ကျေးဇူးပါโอเคအဲ့လောက်ဆိုလို့ရှိရင်ချစ်တဲ့ငယ်ချင်းတို့နားလည်သဘောပေါက်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကို subscribe မနှိပ်ရသေးရင် subscribe လေးနှိပ်ပြီးတော့ဘေးနားကခေါင်းလုံးလေးကိုလည်းတီးခဲ့ဖို့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်